အားလုံးပဲမင်္ဂလာပါမင်းတို့ပေါ့နော်ဆိုင်ကလုန်းမီလီယံနာမင်းတို့တာဖို့ပါတယ်ဆိုင်ကလုန်းမီလီယံနာအင်ဂျင်အပြောင်းလေးတွေမင်းစီမှာရွေးချယ်စရာမများနဲ့ရောက်ရှိနေပါပြီနော်19ရက်နေ့လေးမှာမင်းဘလိုဘိန်းလေးတွေကိုခင်းချင်းပြီးတော့ပြသထားတယ်လဲဆိုတာကိုမင်းတို့ဗီဒီယိုလေးနဲ့ကြည့်ရှုပေးကြပါအောင်နော်ရွေးချယ်စရာများမှကြိုက်တယ်ဆိုရင်တော့မင်းတို့ရဲ့ထိုင်းရမိုဆိုင်ခွဲတိုင်းမှာလာရောက်ဝယ်ယူအားပေးနိုင်ပါပြီနော်မင်းတို့ကတော့ customer တွေကိုစိတ်ကြိုက်ရွေးချယ်လို့ရအောင်အယောင်စုံပေါ့နော်ပုံစံအစုံဒီဇိုင်းအစုံပြီးရင်မင်းတို့ဒီဇိုင်းမျိုးစုံပေါ့နော်မင်းတို့ရဲ့ကိုပိုင် brand ဖြစ်တဲ့ထိုင်းရမို brand တွေရောမင်းတို့တခြားကန်ဘိုကန်တာ brand တွေရောကာမက် brand တွေရောဒယန် brand တွေရောပေါ့နော်မင်းတို့အကုန်လုံးမင်းတို့ဒီဇိုင်းပေါင်းစုံမင်းတို့တင်ထားရဖြစ်ပါတယ်နော်ရွေးချယ်စရာများနဲ့ကြိုက်တယ်ဈေးနှုန်းချိုတာတာတွေကြိုက်တယ်ဆိုရင်တော့မင်းတို့ရဲ့ထိုင်းရန်မိုဆိုင်ခွဲတိုင်းမှာလာရောက်ဝယ်ယူအားပေးနိုင်ပါပြီเนาะဒါလေးတွေကတော့မင်းတို့39သိန်းကျော်ဝန်းကျင်လေးနဲ့ပဲမင်းတို့မြောင်ချပေးနေတယ်တာဖို့ပါတယ်မင်းတို့အင်ဂျင်အပြောင်းဆိုင်ကလုံးဘိန်းလေးပဲဖြစ်ပါတယ်เนาะဒါကတော့မင်းတို့ရဲ့ကိုပိုင် brand ဖြစ်တဲ့ထိုင်းရန်မိုဘိန်းအဖာဘိန်းလေးကိုအယောင်9ယောင်နဲ့ရွေးချယ်နိုင်ပါပြီเนาะဈေးနှုန်းလေးကတော့35ဝန်းကျင်ဖြစ်ပါတယ်เนาะဟုတ်ကဲ့ကားမက်လေးတွေကတော့မင်းတို့28သိန်းဝန်းကျင်လေးရှိပါမယ်ရှင်ကန်တာလေးလည်း29ဝန်းကျင်ပေါ့နော်ထိုင်းရမိုလေးတွေကတော့28ဝန်းကျင်ဖြစ်ပါမယ်ဈေးနှုန်းလေးတွေတခါတည်းပြောပေးတော့အောင်မို့လို့စိတ်ကြိုက်ငွေချိန်ပြီးတော့ဝယ်ယူနိုင်ပါရဲ့နော်ကန်မိုလေးတွေဆိုတော့မင်းတို့33ဝန်းကျင်ရှိမယ်ရှင်ကန်တာလေးတွေကတော့2ခွန်ဝန်းကျင်ပါနော်ကားမက်လေးတွေလည်းမင်းစီမှာရှိပါဦးမယ်ရှင်ကားမက်အဖာလေးတွေ29ဝန်းကျင်နဲ့မင်းတို့ဝယ်ယူနိုင်ပါပြီနော်ပြီးရင်တော့မင်းတို့အိုင်ကြီးလေးတွေလည်းရှိပါမယ်ရှင်ပြီးရင်မင်းတို့ဒယန်ဟိုမှာပေါ့နော်ပုံမြောင်းပုံဟောင်းရှိပါမယ်ကမ်မူကန်တာစီစန်းအိုင်ရုပ်ဆိုးအပလက်R125ပေါ့နော်မင်းတို့ချင်းတောင်းလေးတွေလည်းရှိမယ်လော်ကြားတွေလည်းရှိမယ်မင်းတို့ရဲ့ကိုပိုင် brand ဖြစ်တဲ့ဆိုင်ကလုံးလေးတွေလည်းရှိမယ်နော်ပြီးရင်မင်းတို့ခေါ်စူပါကတ်လေးတွေလည်းမင်းတို့အယောင်ဆုံးထပ်ပြီးတော့ရှိထားအောင်ပါမယ်ရှင်လိုအပ်တဲ့ customer များစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်နော်အော်တို EV တွေလည်းမင်းတို့ရှိပါပြီနော်EV တွေကလည်းရှိမယ်အော်တိုတွေကလည်းမင်းတို့အစုံရှိပါမယ်ရှင်မင်းတို့ဆိုင်ကတော့85စကိုင်းမန္တလေးလမ်းစနာမူနီဖျားဘေးအမရပူရာဆိုင်ပုံဒီမှာတရှိတာပဲဖြစ်ပါတယ်လက်လီလက်ကားရောင်းချပေးနေတဲ့ထိုင်းရံဘိုရှိုးရုံးပဲဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ခုဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်